ဟာရောင်မင်းဘဲလာလေကိုကြီးကျွန်တော်ဘော်လာနဲ့ခြေတောက်ဒီမှာလာဆောက်ရပဲအေးဒီမှာလာထိုင်နေကွာအော်မင်းကောင်နေမလာသေးဘူးမလားတခုတောက်ပါလားကိုကြီးတိုက်မယ်လေရတယ်ကိုကြီးလက်ဖက်ရည်ပဲဒီဟုတ်ပြီညီလေးရေကိုလက်ဖိတ်တစ်ခွက်လောက်ကွာအေးမင်းကူတိုးသားမလားဟုတ်အေးအဲ့ကြောင့်ငါကြည့်နေမင်းမြင်မှုရတယ်မင်းတော့ဒီရောက်နေတော့ဟုတ်အေးဒါလည်းကွာမင်းမပူးလားဟမ်ဒီရာသီဥတုနဲ့ပူဒီနဲ့အော်မင်းကလည်းကွာဒါလူငယ်တွေက fashion ပဲလေငါတို့အရွယ်လုံးကတော့ဘယ်ဟုတ်မလဲကွာအေးပါနားလဲပါညီအကွာစားနော်ရပါတယ်ဒါမဲ့ကွာမင်းကငါတို့ငယ်တော့အဲ့လောက်ကြီးတော့ပဲမများပါဘူးမင်းမဟုတ်လားမင်းပြန်စဉ်းစားကြည့်ဟိုကောင်နေလှပြင်းနေတယ်ကြည့်လိုက်အောင်ထားလိုက်ပါကွာညနေညနေအဆိုင်အဘွယ်သွားမလို့ဒါဂျယ်လူးနဲ့နိုင်ခွက်လောက်ရှိငါမှရေမွေးနဲ့နေရောရိုးနဲ့နေရောမှုန်ထူးနေရောပြီးမူးနေလို့ဘာမှမပြောနိုင်ဘူးလွတ်ထားလိုက်အေးလေငါတို့အပြင်သွားမယ်ဆိုလို့ရှိရင်အိမ်နေဝစ်စားနေပဲဒီတိုင်းထားထွက်သွားပဲလို့ကွာအေးအဲ့ဒါကိုပြောတာပြီးတော့ကွာငါတို့နဲ့ generation ရမ်းกว่าလို့လေသူတို့တချင်းတို့ခံစားလို့မရဘူးကွာ music ကိုဘလို့မှနားထောင်လို့မရဘူးကောင်းမှမကောင်းတာငါတို့တော့တချင်းတွေကလူကြီးရောလူငယ်ရောကြိုက်တယ်ခုခေတ်တချင်းတွေကငါတို့ခေတ်ကတချင်းတွေမဟုတ်တော့တာကွာဒီဆိုင်တော့ဘာလဲလို့နေရနေတော့ကွာဒီကကြီးတဲကြီးဖွင့်နေတာဘာချင်းမှလည်းမသိဘူးစိတ်တွေလည်းညစ်ခုခေတ်တချင်းတွေလည်းကွာငါတို့ခေတ်တော့တချင်းတွေလိုလည်းမဟုတ်ပါဘူးဘာမှလည်းမသိဘူးစိတ်ညစ်စရာအေးပြီးတော့ရှိသေးတယ်ဒီခေတ်ကလေးတွေငါကြည့်နေရတယ်အဲ့ကောင်တွေကဖုန်းမသုံးရလုံးဝမနေနိုင်ဘူးဟုတ်တယ်မလားရောင်ရဟုတ်အေးလို့ငါတို့တော့ဖုန်းနေမရှိတာအေးစေးပဲဘလို့ပြောမလဲဆိုရင်ကွာစက်ပစ္စည်းရဲ့ကြေးကြုံနေငါတို့မဖြစ်ခဲ့ဘူးပေါ့ကွာ你可以养动物啊，不过养多太新鲜。要把湖南的俺谁的外头啊？不要，湖南我的俺谁呀？你可以好吃的。我们对了，这样说。ဟေ့ချင်းသေးကုန်တယ်မင်းလမ်းထိပ်မှာတော့ရခိုင်းတော့ယူလိုက်ဟာကိုကြီးရတယ်ခဏနေပေါင်းပြကျွန်တော်ဒီဇလန်ပြီးသွားဝယ်ပေးမယ်ခဏလေးပြီးတော့ဒီအခွေးကျွန်တော်ငားတာမဟုတ်လို့မနေ့ပြန်ကြရင်ကျွန်တော်ပြန်ပေးရမှာအဲကြောင့်ကျွန်တော်ဒီနေ့အပိကြည့်နေတာဗျမင်းတို့လည်းလေတင်းတင်း TV ရှင်းမှာပဲအရှင်ကုန်ဘာမှခိုင်းမရအောင်အဲ့ TV ဖိုက်လိုက်ပါလားဟမ်တော်တော့ငါပဲတော့လိုက်တော့ဘာမှလည်းသုံးစားလို့မရအောင်ဖုန်းထက်ရေးကြည့်တာ social media ကွာငါတို့ကဆိုရင်ကွာ social media အဲ့လောက်မဆွဲလန်းခဲ့ဘူးတော်ကန်ကောင်းတယ်လို့ပြောရမှာကွာနော်ရဟေးလို့ပါကွာငါဒီမှာမဟုတ်ဘူးပြန်ပေးပါမယ်လို့ပါကောမလေးရဲ့ကြီးတော့မှချက်တစ်ထိုင်ဖို့ဒီကချိန်ထားလို့အင်းလိုင်းဆိုင်တနိုင်ဘူးလေးပဲလို့ပါကွာကြီးတော့တင်းလို့ပါW ချပြအောင်ကိုဒီညီလေးတွေကွာရှိုင်းလိုက်တာကွာဒီဘက်ကကလေးပြန်တော့ဘာမှမပြောအောင်အေးကွာငါတို့လုံးကတော့ဘယ်ဟုတ်မလုံးကွာငါတို့ကဆိုရင်အကိုတွေမိုက်ဆိုငိန်ကုန်ပြီးတော့ကြောက်နေရတာအိမ်ကဘေးကွာချိန်လုံးကွိုင်လိုက်ရှာအကြီးဆိုရင်ဖိတ်ရတယ်အလုပ်ချင်တာလက်ကိုရှားနေရတယ်ချိန်လုံးကွာမင်းတို့ကောင်တွေဘာဖြစ်လဲညာဖြစ်တယ်သူတို့တော့အဲ့လိုမဟုတ်ဘူးပါညာနဲ့ငါကလေလုပ်ချင်တာလက်ကိုရှားနေနေရလေကွာစိတ်ထိမ်းမှာဒီလိုပါပဲပြလူဆိုတာလေအသက်30ကျော်ပြီးအိမ်တော်မကြသေးရင်အင်မတန်အားချောင်တက်တဲ့အကျင့်ရှိတယ်ကွာမင်းမရောငါ့အိမ်အတော်လိုက်ကြည့်အတူတူပဲအေးကွာဟာအေးလေကွာပြငါတို့လေ့ကြအဲ့လိုမဖြစ်စင်နဲ့ကွာနော်ဟောစိတ်ချဘတော်မှမဖြစ်စေအောင်မနက်ကကွာမင်းစောစောမလာအောင်
အော်လမ်းထဲကဘဲနေဝေးလေဘာလာပွားနေမှမသိအမနားညီးနေရပဲကွာပြန်ပြောချင်တာပါဇက်ကိုလည်းရားနေရပဲ ဘုဖေလူကြီးတွေကကြောင်တောင်ကောင်းတောင်းနဲ့နှုတ်ထားလိုက်ဆမ်းပါကွာ 这套违反。红爷说的。别带别带。